ပုံမြင်လေးကရွှေယုံနဲ့ရွှေကြားတက်ကယ်ဟိတွားတဲ့။အိုးရှိတုန်းကကြီးရွာနီးမှရှိရဲ့တောအုပ်တစ်ခုမှာရွှေယုံနဲ့ရွှေကြားတငယ်ချင်းနှစ်ယောက်နေထိုင်ကြတဲ့။အနေ့မှသူတငယ်ချင်းနှစ်ယောက်ဟာတက်ကယ်ဟိတွားဖို့တိုင်ပင်ကြတယ်။ရွှေယုံကရှိကြားရင်မနေ့ပြန်တက်ကယ်ဟိတွားကြရအောင်ထမင်းတုပ်တခြားထုတ်ပြီးယူခဲ့နော်လို့ပြောလိုက်တယ်။ဒါနဲ့ရွှေကြားကြီးဟာမနေ့စောထပြီးအရသာရှိရဲ့အစားအစာတွေချက်ပြုတ်တော့တာပေါ့။အဲ့ဒီချိန်မှာအပြင်းကြီးရဲ့ရွှေယုံလေးကတော့အိယာထဲမှာအိတ်နေရင်ဒိန်ကြနေတဲ့။နောက်ရက်မနေ့မူလင်းတော့တငယ်ချင်းနှစ်ယောက်ဟာမင်းတို့ကိုစီဖမ်းပြီးဒိန်ကနေထွက်လာကြတယ်။တက်ကယ်ကွင်းတဲ့ရောက်တော့ရွှေကြားကြီးဟာအာကျူမန်တဲ့နဲ့တက်ကယ်ကိုရိတ်တယ်။တွေ့ုံကတော့တက်ကယ်လေးကိုခဏလောက်ပဲရိတ်ပြီးဘေးနားမှာရှိရဲ့တစ်ပက်အေးအောက်မှာတွားပြီးအိတ်နေတဲ့။အသေးဖြင်းနဲ့နင်းနေလာတော့ရွှေယုံကဗိုက်စားလာတယ်။ဒါနဲ့ရွှေကြားကြီးသမင်းစားရအောင်ဆိုပြီးអော်လိုက်တယ်။ရွှေကြားကြီးကမစားသေးဘူးစားနေမှလို့ပြောလိုက်တော့ရွှေယုံဟာရွှေကြားရဲ့သမင်းတုပ်ကိုဖြေးပြီးအရင်စားပြစ်လိုက်တဲ့။မြင်းစားလို့လည်းပြီးရောရွှေကြားရဲ့သမင်းဘူးထဲမှာနောက်ချီနဲ့တလဲတွေကိုထည့်ထားလိုက်တဲ့။ရွှေကြားကြီးလည်းမောနဲ့သမင်းစားမယ်လို့တော့သမင်းတုပ်ထဲမှာနောက်ချီနဲ့တလဲတွေကိုတွေးလိုက်တယ်။ရွှေယုံရေးမင်းစားလိုက်တလားလို့မေးတော့ဟာမစားပါဘူးတောက်တဲ့နောက်ကြရင်တော့နောက်ချီနဲ့တလဲပဲတန်တော့တယ်လို့ငါကြားဘူးလေကွာအင်းဟုတ်တန်ကောင်းရဲ့ဆိုပြီးရွှေကြားလဲလှုပ်ဖဲဆက်လုပ်နေလိုက်တယ်ညနေဆောင်ကျင်ရောက်တော့တက်ကယ်ရီကိုစီးနောင်ပြီးအိမ်တံမှုပြင်ကြတယ်ရွှေယုံကငါနေပူထဲမှာအိမ်မီလို့နင်းကောင်းဖြစ်သွားတယ်ကွာမင်းရဲ့ကြောပေါ်မှာလိုက်စီဝင်ပြူပါလို့ပြောတော့ကြားကြီးလဲကြောပေါ်တင်ပြီးခေါ်ခဲ့တာပေါ့ရွှေယုံဟာကြားကြီးရဲ့ကြောပေါ်မှာမိခက်ချက်ကိုထုတ်ပြီးမိခက်တယ်ရွှေကြားကြီးကဗာတန်လဲလို့မေးတော့ငါပြားတဲ့နေလို့တွားကြည့်ရမိတဲ့တန်မကွာလို့ရွှေယုံကပြန်ပြေးတဲ့တိတ်မကြခင်မှာပဲရွှေကြားကြောပေါ်ကတက်ကယ်တွေကိုမိဆွဲလောင်တော့တာပေါ့ရွှေယုံကကြုံမုတ်ထဲပြေးဝင်ပြီးမိတောင်တောင်မော်ပြေးတယ်လို့အော်လိုက်တဲ့အဲ့ဒီတန်ကိုကြားတော့ရွှေကြားကြီးဟာတောင်မော်ပြေးတဲ့တော်တာပေါ့ကျောပေါ်ကမိတောက်တွေဟာလေတိုက်တာကြောင့်ပိုပြီးအကောင့်လာတယ်ဘေးနားမှာရှိတဲ့ကျွဲကြီးကမနေနိုင်တော့ပဲကျောပုခေါ်သွားပြီးအိုင်နဲ့တင်ကြပြလိုက်မှမငိမ့်သွားပါတော့တယ်ငိမ့်သွားပြီမဲ့ရွှေကြားကြီးဟာမိတော်မူတန်ရာတွေကြောင့်နာကျင်ပြီးအော်ဟစ်နေရတဲ့ရွှေယုံကခြုံနေရလန့်អော်တယ်တို့ဘိုးဘွားတွေမှာခဲ့တဲ့မိလောင်ဘူးကိုတင်းငုတ်တုံနဲ့ပွေးရတယ်တဲ့ရွှေကြားကြီးလည်းတင်းငုတ်တုံမှာအရပိုက်ရဖွတ်တော်တာပေါ့မိလောင်ဘူးတွေပေါက်ပြဲပြီးအော်ဟစ်နေချိန်မှာပဲခြုံနေရတန်းပေါ်လာပြန်တယ်မိလောင်ဘူးပေါက်ရင်စက်ပြချင်းမှလူရတဲ့ရွှေကြားကြီးလည်းစက်ပြချင်းမှတွားလို့တော့တာပေါ့မိလောင်ဘူးပေါက်တွေ့တဲ့စက်ပြရည်တွေဝင်းပြီးဆက်လုံးလို့မြေကြီးမှလူနေရတဲ့ခြုံနေရရွှေယုံကအော်ပြန်တယ်အနာဆက်ရင်တစ်ခေါက်နဲ့ဝင်ရတယ်လို့ကြားဘူးတကွာရွှေကြားကြီးဟာအနားမှာရှိတဲ့တစ်ခေါက်တစ်ခေါက်နဲ့ပြေးဝင်လိုက်တယ်။ရားတွေထွက်လာပြီးတုံးလို့ရုံးတုံးကနဲ့ပြေးရပြန်တာပေါ့။ရွှေယုံဟာလက်မေးမှာရှိတဲ့တင်းငုတ်တူပေါ်မှာတွားထိုင်နေတယ်။ဈေးတဲ့မကြီးတယောက်လာနေတာမြင်တော့တီးချင်အောင်ဆောင်လိုက်တဲ့။ဈေးတဲ့မကြီးလည်းယုံသေးလို့ထင်မှတ်ပြီးဈေးတောင်နဲ့ထက်ခေါ်ရတာပေါ့။ရွှေယုံဟာဈေးတောင်နဲ့မှရှိတဲ့တီးရွက်တွေစားစရာတွေကိုခုံအောင်စားတောက်ပြီးမှခုံစင်းနေရခဲ့တယ်။ရွှေယုံဟာကြားကြီးနီးတွားနေတဲ့နေရာကိုရောက်လာပြီးခြုံထဲကနေអော်ပြန်တယ်။ပြီးလောင်နာပေါက်ပြင်းရင်ရေတွင်းထဲကိုခုန်ချရတယ်တဲ့။ရွှေကြားကြီးလည်းရွာထိပ်မှာရှိတဲ့ရေတွင်းထဲကိုဖြည်းဖြည်းခုန်ချလိုက်တော့တာပေါ့။အဲ့ဒီအချိန်ရွာထဲမှာနတ်ပွဲရှိတဲ့တဲ့။ရွှေယုံဟာမန်တက်ဘေးကတစ်ပင်ကွယ်မှာနေပြီးអော်လိုက်တယ်။လာကြပါအောင်ကျိုးရေတွင်းထဲမှာကြားကြီးတကောင်ကျနေတယ်ဗျို့။နတ်ပွဲရလူတွေလည်းရေတွင်းစီကိုထွားပြီးကြည့်ကြတာပေါ့။သူတွေမရှိတဲ့အခါနတ်ပွဲမှာပူဇော်ထားတဲ့ငပြောသီးတွေစားစရာတွေဟာရွှေယုံထွက်ကြီးပဲဖြစ်ကုန်တော့တာပေါ့။ဟောပါကြီးတဲ့ရွှေယုံဟာအဝဘဲစားတောက်ပြီးဇင်ခံနေတဲ့ဒီတွင်းကိုတွားကြည့်ကြတဲ့ရွာသားချို့ဟာပြန်လာကြတယ်။ဘိုက်ကင်းအောင်စားတောက်ဇင်ခံနေတဲ့ရွှေယုံဟာလေးဘက်လေးတန်ဝိုင်းခံရပြီးတီးပေါမရှိတော့ဘူးပေါ့။ရွာသားတွေဟာခလင်ကကြည့်ကြပြီးနေနှုံးလာတဲ့ရွှေယုံကိုမက်လာအောင်ရိုက်နေဒီရွာထဲကနေမောင်းထုတ်လိုက်ကြတဲ့ပုံမြင်လေးကတော့ဒါပါပဲကွယ်
My Wonderland ကို subscribe လုပ်ပေးကြပါဦးနော်